မင်္ဂလာပါရှင်အခုကဒုတိယအခြေခံထိုးနည်းလေးထိုးပြပါမယ်ဒါကပထမထိုးပြပြီးသားဖိုမီလေးပေါ့နော်ဖိုမီလေးကဒါအလှပတ်ဒါလေးကမလှပတ်ပါအလှပတ်ကိုအောက်မှာထားမယ်မလှပတ်ကနေခြီလေးတွေစပြီးတော့ထိုးမယ်နော်ခွင်းလေးတစ်ခွင်းကိုကြော်မယ်နော်ဒုတိယခွင်းကနေစပြီးခြီဆွဲမယ်အကလေးထည့်လိုက်မယ်နော်ဒီဘက်မှာ2မြင်အပေါ်ဘက်မှာ1မြင်နော်ခြီလေးဆွဲလိုက်ပါမယ်ပြီးရင်ခြီတင်ပြီးတော့2ခွင်းလုံးပအောင်ဖြုတ်မယ်နော်ဖြည်းဖြည်းချင်းလေးဆွဲပါမယ်ပြီးရင်လက်လေးနဲ့ဖိထားမယ်နော်အပေါ်ကဥစ္စာလေးကိုပြီးရင်ဒုတိယခွင်းထဲမှာအလေးထည့်မယ်ခြီဆွဲမယ်နော်အကအပေါ်ကခြီမြင်လေးကအောက်ကနေဆွဲမယ်အခုဆို2ခွင်းညီညီလေးရပြီပေါ့နော်အဲ့ဒါပြီးရင်ခြီလေးကို2ခွင်းလုံးပအောင်ဆွဲလိုက်မယ်နော်ပြီးရင်တတိယခွင်းထဲမှာအကလေးထည့်မယ်နော်အကအပေါ်ကခြီကအောက်ကဆွဲပါမယ်2ခုညီညီလေးရရင်ခြီတင်ပြီးဆွဲလိုက်မယ်နော်2ခွင်းလုံးကိုဒီပုံစံလေးပဲအဆုံးထိထိုးမယ်နော်တစ်ပေါက်တစ်ချက်စီနဲ့အဆုံးထိထိုးပါမယ်အဆုံးရောက်ရင်တိုင်လေးတွေက6တိုင်ရပါမယ်နော်ဖိုမီလေးတစ်ချက်ချပါမယ်ပြီးရင်ဒီလိုလေးလှည့်ပါမယ်နော်တဒန်းဆုံးတိုင်းဖိုမီတစ်ချက်ချပါမယ်ဒီဖိုမီခွင်းလေးတွေကိုမထိုးပါဘူးနော်တိုင်ရဲ့ထိတ်ကခွင်းထဲမှာထိုးမယ်နော်ခြီလေးဆွဲပါမယ်2ခွင်းရပြီဆိုရင်အကုန်လုံးပအောင်ဖြုတ်မယ်2ခွင်းဖူးလေးပအောင်ဆွဲမယ်နော်ခြီတင်ပြီးတော့2ခုလုံးကိုဖြုတ်တယ်ပြီးရင်နောက်ထပ်တစ်ခွင်းထဲမှာအထည့်မယ်ဒီလိုပုံစံလေးတိုင်းပဲပေါ့နော်အဆုံးထိဒါဆိုရင်အဆုံးခွင်းလေးပါအဆုံးမှာအလုံးပေါင်း6တိုင်ရှိပါမယ်နော်ပြီးရင်ဖိုမီလေးတစ်ချက်ချပါမယ်ပြီးရင်တိုင်ထိတ်ကအပေါက်လေးထဲမှာအပ်ထည့်မနော်ဒီလိုလေးတိုင်းပဲအရှိကြီးထိုးသွားလဲရပါရဲ့နော်ဘလောက်အရှိပဲထိုးဒီဥစ္စာကကျင်းလိုက်ကျဲလိုက်မဖြစ်ပဲတပြေးတဲ့အပေါ်ထဲကိုအရှိလိုက်လေးသွားပါမယ်ဒီလိုပုံစံလေးရမယ်ပေါ့နော်အရှိကြီးထိုးသွားလဲကျေးဇူးပါ